Hello guys, welcome to my channel. My name is Bhomyata and today I'm gonna share you one story. The story name is Grass Eating Lion. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ Bhomyata ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးချင်တဲ့ပုံမြင်လေးကတော့မြစ်စားတဲ့ခြင်လေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးရဲ့အကြောင်းအရာတွေမှာပါဗျာမြစ်စားတဲ့ခြင်လေးဆိုတာထက်စဘာစားတဲ့ခြင်လေးပေါ့ဗျာသူတို့ကမြစ်စားတဲ့ခြင်လေးလိုပဲတော့ခေါင်းစထားတကယ်တော့ဒီပုံမြင်လေးမှာတော့စဘာစားတာပဲဖြစ်ပါတယ် Lion never eat grass. The grandparents told like that. But a person who gets a farm see lion come into the field. It tries to eat the rice. He was angry because he had plucked the rice with his body energies and power. ချင်းလေးဟာမြေစာရုပ်ထုံးစံမရှိလို့ဖိုးဖွားတွေဟာပြောနေတယ်ဒါပေမဲ့လေဓမားလေးတယောက်ကသူ့ရှိရမြင်ကွင်းကိုသူမယုံနိုင်ပဲဖြစ်နေတယ်သူ့ရှိရမြင်ကွင်းမှာချင်းလေးဒီကောင်ကတရွေ့ရွေ့လမ်းလျှောက်ဝင်လာနေမှသူ့ဘေးနားမှာရှိတဲ့စပားတွေကိုသူကငင်ရှိစားတုံးနေတာမြင်တဲ့အဲ့ဒီအချိန်မှာအဲ့ဒီလေဓမားလေးကအရန်ကိုစိတ်တူသွားပြီးမှသူ့ကိုစိတ်ရန်တူသွားပါဗျာဘာဖြစ်လို့လဲဆိုတော့သူဒီစပားကင်းတွေကိုသူ့ရဲ့ချွေးနဲ့သွေးနဲ့စိုက်ခဲ့ရလို့ဖြစ်တာပေါ့အဲ့ဒီအချိန်မှာသူကချွေးနဲ့သွေးနဲ့စိုက်ခဲ့ရပြီပါဗျာအဲ့ဒီချင်းတွေရကြတော့ဇင်ကင်းတစ်ပြေဝင်စားနေအန်အောချင်းတွေတုံလုံးချင်းတွေစိတ်တူမှုတွေနဲ့ဗျာသူပြင်းနှံ့နေတယ်တဲ့ He just watched the lion simply. The lion eat the deep parts where the rice has grown. He wants to shout and make the rants, but he had not power to do that. သူဒီလိုလေးပဲညီလေးပဲထိုင်မှကြည့်နေလိုက်ရတဲ့အဖြစ်ကိုရောက်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအဲ့ဒီရဲ့ချင်းတွေရို့ဗျာသူမှတွန်းလာနိုင်ဖို့ပါဝါလည်းမရှိဘူးတွန်းလာနိုင်ဖို့စွမ်းရည်လည်းမရှိဘူးတတိလည်းနဲတယ်ပေါ့ဗျာကြောက်လည်းကြောက်တယ်ဒါကြောင့်သူကရိုးလေးပဲထိုင်ကြည့်နေလိုက်ရတယ်အဲ့ချင်းတွေကတော့အဲ့စပားကင်းကိုပြောင်းလည်းမစားပါဘူးဗျာတဝက်တောင်နဲ့လောက်ပဲစားအိမ်မှာတော့တွားတယ်တော့သူရှုံးတာပါဗျာ The amazing lions once around the Roman stage reached to the garden stage. Excuse me. Then the lions entered into a small village and eat the rice nicely nearby him. အဲ့လိုနဲ့ပဲအောင်ဟောစရာကောင်းတဲ့ချင်းလေးကြီးကနေတကာလှည့်မှရိုမန်နေမီကနေဂါရိုနေမီကိုသူကရောက်သွားတဲ့အဲ့မှာအဲ့ဂါရိုနေမီတဲ့ရွာလေးတူရရှိတယ်အဲ့ရွာလေးထဲမှာကျတော့သူကရွာပြင်မှာကျတော့ဒီတော့တဲလေးရှိရလေဒီတော့ရှိတော့အဲ့မှာစပားတွေစိုက်ထားရဗျာစပားတွေစိုက်တော့အဲ့စပားတွေကိုသူ့ရဲ့ဘေးထဲမှာရှိတဲ့စပားကင်းကိုဝင်မှစားနေတဲ့ Suddenly one of the villagers found this happens. First, he was scared. The scare turned into anger. He went back in the village and shouted. ရုတ်တရက်မှာပဲဒီမြင်ကွင်းကိုဒါရွာသားတယောက်ကတော့မြင်သွားပါဗျာဒီချီလီရစားနေတော့မြင်သွားပထမတော့သူကြောက်သွားတယ်တုန်လှုပ်သွားတယ်ဗျာနောက်ပိုင်းကျတော့တုန်လှုပ်ခြင်းကနေဒေါရဖြစ်ခြင်းကိုပြောင်းသွားပြီးမှရွာတော့ပြေးဝင်သွားတယ်ပြေးဝင်မှអော်လိုက်တယ် Everybody, the lion has entered into our field and eat the rice nicely. Take your weapons and come out with me. Hear this, all the villagers come out and follow with him. Finally, they reach to the field. သူကဘလို့ online လဲဆိုတော့ရွာသားအားလုံးပဲကျွန်တော်တို့ရဲ့ယာခင်းတွေကိုချင်းလေးတကောင်ကဝင်ပြီးမှစားတောက်နေတယ်ဒါကြောင့်ခင်ဗျားတို့ရဲ့လက်နက်တွေကိုယူပြီးမှကျွန်တော်နောက်ကိုလိုက်ခဲ့ကြပါယာတော်တွေကိုအမြန်ချက်ချင်းအခုလိုက်ခဲ့ကြပါလို့သူက online တယ်အဲ့တော့ဒီဟာကိုချက်ချင်းပါပဲဒီရွာသားတွေအားလုံးကသူတို့မှရှိတဲ့ဓာတ်လက်နဲ့လန်မျိုးစုံကိုကင်ဆွဲပြီးမှသူကအဲ့ကောင်လေးနောက်ကိုလိုက်သွားတယ်လိုက်တော့နောက်ဆုံးမှလေတော်တဲတွေကိုရောက်သွားတယ်ယာတဲကိုဝင်တော့အဲ့ခိုက်တန်နေပါပဲချင်းလေးကစပားတွေကိုစားနေတာသူတို့မြင်လိုက်ကြတယ် They saw the lions is eating the rice nicely. First, they were surprised, but the surprise turned into anger. They shout and kill the lion. At last, they know that it was a donkey. A donkey has been worth the lion later. Before
They didn't care that they found the lions were scared and shout. One of the villagers noticed that there is not a lion voice, it is a donkey voice. They suddenly know that it is a fake lion. သူကလေတော့တဲ့ရောက်တော့အဲ့ချင်းနေယူမြင်တာပေါ့ဗျာချင်းနေယူမြင်တော့သူစိတ်ရမ်းတူဝိုင်းမှာပထမတော့အော်တယ်ဗျာအော်တုံလို့ချင်းကနေစိတ်ဆိုးခြင်းအတွင်ကိုပူပြောင်းသွားမှသူကရှောက်မှရှောက်ဆိုအော်လိုက်တာကအော်လိုက်ပြီးမှအဲ့ချင်းနေယူဝိုင်းထားလိုက်တယ်ဝိုင်းထားပြီးမှသူကအော်တယ်လုံးရိုက်တယ်လှန်နဲ့ထိုးတယ်အဲ့လိုမျိုးမလုတ်ခင်မှာအဲ့ချင်းနေရကြောက်ပြီးမှအော်လိုက်တော့ဗျာသူကဟင်းဟောက်လိုက်တာပေါ့ဟင်းဟောက်လိုက်တော့သူ့ရဲ့အတန်ကလောကကအတန်ချင်းနေတာမထွက်ဘဲနဲ့အေးမြည်တံထွက်နေတာအဲ့ဒီချိန်မှာရွာသားတယောက်ကဒီချမ်းပြဝိုင်းမှာဟာဒါငါတို့ကြားဖို့နေကြအတန်ပဲဒါချင်းနေတာလည်းမဟုတ်ဘူးကြားတယ်လည်းမဟုတ်ဘူးဘာတံပါလိမ့်ဆိုမှတော့စဉ်းစားရအော်ငါတို့ခိုင်းနေမြည်တံပဲဆိုမှတော့ကြားလိုက်မှာငါတို့မြည်နေတူတူပဲဆိုမှဟောစိတ်အားတွေမှန်နေတဲ့ဘိုင်းမှာသူကဓာတ်ရည်လိုင်းနဲ့ထိုးဒီမှာနောက်ဆုံးတော့အဲ့ချင်းတွေရမရှိမလားတွေ့ဝဲဝင်တော့ပဲဒီဝဲဝင်တော့နောက်ဆုံးမှသူတို့တိလိုက်ရတာအဲ့ဒီချင်းတွေရမြည်တကောင်ဖြစ်နေတယ်ဆိုတာပါပဲအဲ့ဒီမြည်ကိုချင်းတွေယုံခြုံထားပေးတာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်တကယ်လို့များကျွန်တော်ရဲ့ဒီပုံမြင်လေးထဲမှာအမှားယွင်းလေးတွေအထက်ငေါ်လေးပါတာရှိရင်ဖြစ်စွမ်းထောင်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ် Thank you for watching my video. If I made a mistake in there, please feel free and listen. Thank you. Have a nice day. Bye. See you next video.